ဇလန်ရဲ့စမှာတော့ရဲမှုတွေနေရဲ့မြို့နိုင်ငံတစ်ခုကတင်းဖို့လုပ်နေကြပါတယ်။တောင်ကုန်းကမြို့တော့သူတို့စောင့်ကြည့်နေပါတယ်။ပြီးတော့မြောက်ဖက်ရဲ့ကောင်းဆောင်ကရဲမှုတွေနေရဲ့မြို့ကိုတင်းဖို့လုပ်နေကြပါတယ်။ပြီးတော့မြောက်ဖက်ကကောင်းဆောင်ကသူတို့ရဲ့တပည့်ကိုကားနဲ့လွတ်လိုက်ပါတယ်။ပြီးတော့တောင်ပေါ်ဖက်ကလည်းတန့်ကားကြီးတစ်စီးကိုလွတ်လိုက်ပါတယ်။ပြီးတော့တန့်ကားတွေ့လူမျိုးရှော့ရှော့လိုက်ပစ်ပါတော့တယ်။ပြီးတော့မြောက်ဖက်ကကားကလည်းပျောက်လာပါတယ်။ပြောမြောက်ဖက်ကကားလမ်းချော်ပြီးတန့်ကားယူတိုက်မိပါတော့တယ်ပြောတန့်ကားလည်းမှောက်သွားပါတယ်ပြောမြောက်ဖက်ကလူတွေကုန်စင်းပြီးတွေ့တဲ့လူတွေကိုလိုက်ပစ်ပါတယ်မိသက်သမားတွေကရောက်လာပြီးမြောက်ဖက်ကလူတွေရဲ့တနက်ကိုလိုက်လူပါတော့တယ်ပြောမိသက်သမားတွေကလည်းတနက်ကိုရလာပြီးအကုန်လုံးတက်ပြစ်လိုက်ပါတယ်ပြောမိသက်သမားတွေကတောင်ကုန်းပေါ်လူတွေကိုလိုက်ပစ်ပါတော့တယ်ပြောတောင်ကုန်းပေါ်ကလွတ်လပ်ရဲ့လေးမြိုင်ထွက်လာပါတော့တယ်ပြောအဲ့လီရင်ပြန်ကဒူရဲမျိုးဘုံကျဲမလို့လုံနေကြပါတယ်ပြောဒူလည်းအမြန်မီအောက်ခန်းထဲကိုပြေးဝင်လိုက်ရပါတယ်ပြောအဲ့ချိန်မှာဘုံကကျဲလိုက်ပါပြီပြောရဲမှုကောင်းဆောင်ကအစီအစဉ်ဆွဲပြီးပြန်တိုက်ခိုက်ဖို့လုံနေကြပါတယ်ပြောရဲမှုရဲ့ကောင်းဆောင်ကတင်းလေးကိုခွဲလိုက်ပါတယ်သူတို့စီမှာလူနည်းနည်းပဲရှိတော့မဟုတ်တင်းတစ်ခုစီမှာလည်းလူနည်းနည်းပဲရတော့မှာပါတင်းဝါကတော့မိသက်ဓမ္မအဖွဲ့ပဲဖြစ်ပါတယ်တောင်ကုန်းပေါ်ကလူတွေကိုလိုက်ပစ်မှာပါတင်းတူကတော့ရဲအဖွဲ့ပဲဖြစ်ပါတယ်မြောက်ဖက်ကတော့တိမ်မဲ့ရဲအဖွဲ့ပဲဖြစ်ပါတယ်တင်းထရီကတော့အင်ဂျင်နီယာတင်းပဲဖြစ်ပါတယ်အဲ့အင်ဂျင်နီယာတင်းကစက်ရုပ်တွေလင်းပြန်နေကားတွေစောက်ပေးမှာပဲဖြစ်ပါတယ်ပြောကောင်းဆောင်တဲ့သူရဲ့လက်ထက်ကမြို့မှာနေခဲ့မှာပါတင်း4ကကြောက်အကြီးပေါ်ဖြစ်ရင်ဆိုင်ကနဲ့လာကူမဲ့အဖွဲ့ပဲဖြစ်ပါတယ်ဒါကတော့အပိုင်း1ဖြစ်ပါတယ်အပိုင်း2ကိုမနှက်ပြန်မှတင်ပေးသွားပါမယ်အားလုံးပဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်